ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ The Art of Thinking Clearly ပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာနေ့စဉ်ဘဝမှာဆုံးဖြတ်ချက်ပေါင်းများစွာကိုချမှတ်နေရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အုံနောက်ကအမြဲတမ်းအမှားတွေကိုလုံမိတတ်တဲ့သဘာဝတွေရှိတယ်ဆိုတာလူနည်းစုကသာသိကြပါတယ်ဒီစာအုပ်ကကျွန်တော်တို့ရဲ့တွေးခေါ်မှုလမ်းကြောင်းပေါ်မှာရှိနေတယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာထောင်ချောက် mental traps ပေါင်း52ခုကိုရှင်းရှင်းလင်းလင်းဖော်ထုတ်ပြသထားပါတယ်ကျွန်တော်တို့ဟာဒီထောင်ချောက်တွေကိုရှောင်ရှားနိုင်မယ်ဆိုရင်ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ပြီးပုံမပြည့်စုံတဲ့ဘဝကိုရရှိလာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ကစွမ်းအင်ချွေတာဖို့အတွက်အမြန်တွေးခေါ်မှုလမ်းကြောင်းတွေကိုအသုံးပြုပါတယ်ဒါပေမဲ့ဒီလိုအလင်းစုလိုတွေးခေါ်မှုတွေကနေပဲအမားတွေဖြစ်ပေါ်လာတတ်ပါတယ်စာရေးသူကကျွန်တော်တို့ကိုအဲ့ဒီအမားတွေရဲ့နာမည်တွေကိုသိအောင်လုပ်ပြီးရှောင်ရှားဖို့နည်းလမ်းတွေကိုပေးပါတယ်ကျွန်တော်တို့ကြုံတွေ့ရလိမ့်ရှိတဲ့အကြီးမားဆုံးထောင်ချောက်ကတော့ confirmation bias ပဲဖြစ်ပါတယ်confirmation bias ဆိုတာကျွန်တော်တို့ယုံကြည်ပြီးသားအရာတွေကိုထောက်ခံတဲ့သတင်းချက်လက်တွေကိုပဲရှာဖွေပြီးလက်ခံတတ်တဲ့သဘောပါကိုယ်နဲ့သဘောထားမတူတဲ့အမြင်တွေကိုရှောင်ရှားခြင်းအဖြစ်ကျွန်တော်တို့ဟာကဘာကြီးကိုတစ်ဖက်သက်အမြင်နဲ့သာမြင်နေမိတတ်ပါတယ်တိုးတက်မှုကိုလိုချင်နေဆိုရင်ကိုယ့်ရဲ့အမြင်ကိုတန်တရားဝင်ပြီးစန့်ကျင်ဘက်အယူဆတွေကိုပါနားထောင်ဖို့လိုပါတယ် survivorship bias ကလည်းအနည်းငယ်များပါတယ်ကျွန်တော်တို့ဟာသတင်းတွေမှာအောင်မြင်တဲ့စွန့်ဦးတည်ထင်သူတွေထီပေါက်တဲ့သူတွေရဲ့ဇာတ်လမ်းတွေကိုပဲအာရုံစိုက်နေကြပြီးမအောင်မြင်တဲ့လမ်းမှာပျက်စီးသွားတဲ့လူများစွာကိုတော့မိရော့နေတတ်ကြပါတယ်။ဒါကြောင့်အောင်မြင်မှုလမ်းကြောင်းကိုကြည့်တဲ့အခါအောင်မြင်သူတွေအားသာချက်ကိုသာကြည့်မနေပဲဘလို့ရှုံးနေကြလဲဆိုတဲ့အချက်တွေကိုပါလေ့လာဖို့လိုအပ်ပါတယ်။ရှင်းလင်းစွာတွေးခေါ်ခြင်းဆိုတာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ပါပဲ။ဒီအတွက်စာရေးသူကရေရှည်နဲ့ပတ်သက်တဲ့ထောင်ချောက်တွေကိုရှောင်ရှားဖို့နည်းလမ်းတွေကိုပေးပါတယ်။ availability bias ဆိုတာကတော့အလွယ်တကူရနိုင်တဲ့ဒါမှမဟုတ်သတင်းမီဒီယာတွေမှာအများဆုံးမြင်တွေ့ရတဲ့အရာတွေကိုပဲဖြစ်နိုင်ခြေပိုများတယ်လို့ထင်တတ်တဲ့သဘောပါဥပမာလေရင်ပြတ်ကြတဲ့သတင်းကိုမြင်တဲ့အခါလေရင်စီးရမှာကိုပူကြောက်တတ်ကြပါတယ်ဒါပေမဲ့တကယ်စည်ရင်စရာတွေအရလေရင်နဲ့ခရီးသွားခြင်းဟာကားနဲ့သွားခြင်းထက်အစာပေါင်းများစွာပိုမိုပေးကင်းပါတယ်ဆုံးဖြတ်ချက်ချတဲ့အခါစိတ်ခံစားမှုထက်တကယ်အချက်လက် data ကိုကြည့်ဖို့လိုအပ်ပါတယ်ကုန်ကျစရိတ်ညှို့နှံမှုအမှားကတော့ကျွန်တော်တို့အချိန်တွေငွေကြေးတွေအများကြီးသုံးစွဲပြီးသားဖြစ်တဲ့အတွက်တကယ်တမ်းဆက်လက်ဖို့မသင့်တော်တဲ့အရာတစ်ခုကိုဆက်လက်လှုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်ဥပမာကြည့်လို့မကောင်းတဲ့ရုပ်ရှင်ရုံကနေပတ်စံအကုန်ခံပြီးထပ်မလာတာမျိုးဖြစ်ပါတယ်အရေးကြီးတဲ့သင်ခန်းစာကတော့အတိတ်ကရင်းနှီးနှုတ်နှံခဲ့တာကိုမေ့လိုက်ပြီးလက်ရှိအခြေအနေနဲ့အနာဂတ်ရလဒ်ပေါ်မှာသာဆုံးဖြတ်ချက်ချမှတ်ဖို့ပဲဖြစ်ပါတယ်ရှင်းလင်းစွာတွေးခေါ်ခြင်းဟာတစ်ချိန်နဲ့တက်ပြောင်းနိုင်တဲ့အရာတော့မဟုတ်ပါဘူးနေ့စဉ်ကိုယ့်ရဲ့အတွေးတွေကိုစမ်းစစ်နေဖို့လိုအပ်ပါတယ်ကျွန်တော်တို့လူသားတွေဟာဇလန် story တွေကိုချစ်တတ်ကြပါတယ်ဒါကြောင့်ရှုပ်ထွေးတဲ့အဖြစ်အပျက်တွေဒါမှမဟုတ်အချက်လက်တွေကိုနားလည်လွယ်တဲ့ဇလန်ပုံစံမျိုးနဲ့အတင်းအကျပ်ပုံသင်ပြီးလက်ခံတတ်ကြပါတယ်ဒီလိုဇလန်ပုံစံတွေကကျွန်တော်တို့ကိုစိတ်ကြည်နံမှုပေးနိုင်ပေမဲ့တကယ်အဖြစ်မှန်ကိုတော့ကွဲဝက်ထားတတ်ပါတယ်ဆုံးဖြတ်ချက်ချတဲ့အခါမှာဇလန်ရဲ့ခံစားမှုထက်ဇလန်နောက်ွယ်ကအေးဆက်တဲ့အချက်လက် core facts တွေကိုမြင်အောင်ကြည့်ဖို့လိုအပ်ပါတယ်အမှားလုံးမိတဲ့အခါတိုင်းကိုကောက်ွယ်ဖို့ဒါမှမဟုတ်တခြားသူတွေကိုအပြစ်ပုံချဖို့တဘာဝအတိုင်းဆန္ဒရှိတတ်ကြပါတယ်ဒါပေမဲ့တိုးတက်လို့တဲ့စိတ်သက်ရှိသူတွေကတော့အဲ့ဒီအမှားကိုဝန်ခံပြီးဘယ်သူကမှအပြစ်မတင်ပဲအဲ့ဒီအမှားကနေသင်ခန်းစာယူဖို့ကသာအာရုံစိုက်ကြပါတယ်ကိုယ့်ရဲ့တွေးခေါ်မှုအမှားတွေကိုရဲရဲဝံ့ဝံ့ဝန်ခံပြီးပြင်ဆင်ခြင်းအဖြစ်သာကျွန်တော်တို့ရဲ့တွေးခေါ်မှုစွမ်းရည်ဟာမြင့်မားလာမှာဖြစ်ပါတယ် The Art of Thinking Clearly စာအုပ်ကကျွန်တော်တို့ကိုရှင်းလင်းစွာတွေးခေါ်ခြင်းကပင်ကိုအရေးသွေးမဟုတ်ပဲလေ့ကျင့်ယူရမယ့်ကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်းထင်ရှားစွာပြသခဲ့ပါတယ်ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့စိတ်ရဲ့ဗတ်လိုက်မှုတွေအကြောင်းကိုသိမှသာ၎င်းတို့ကိုထိရောက်စွာရှောင်ရှားနိုင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့တွေးခေါ်မှုအမှားတွေကိုရဲရဲဝံ့ဝံ့စမ်းစစ်ခြင်းဆန့်ကျင်ဘက်အမြင်များကိုလက်ခံနားထောင်ခြင်းအဖြစ်ကျွန်တော်တို့ဟာပုံမှန်ဉာဏ်ပညာရှိတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်။အမြဲတမ်းအချက်လက်တွေကိုအခြေခံပြီးဆုံးဖြတ်ချက်တဲ့စနစ်တစ်ခုကိုတည်ဆောက်ထားမှသာကျွန်တော်တို့ရဲ့ပုံကိုယ်ရေးနဲ့လုပ်ငန်းခွင်ဘဝကဗတ်လိုက်မှုကင်းစင်ပြီးအောင်မြင်တဲ့ဘဝစီကိုဥတည်သွားမှာဖြစ်ပါတယ်လို့ပြောကြားရင်းဒီကုန်းချုပ်ရပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။